လာတဲ့ထိတော်လေးမကတ်နဲ့ဆိုတာကြီးပဲပြောတယ်အထက်မှာလူအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘယ်သူမှဘာမှမလုပ်ပေးကြဘူးအခုလဲဟိုလူလာကြည့်ရဒီလူလာကြည့်ရကြည့်ပြီးလို့ရှိရင်ပြန်သွားကြတယ်အကုန်လုံးတကယ်လိုချင်တာကတကယ်ဖြစ်မဲ့နီးလန်းနဲ့တကယ်လုပ်ပေးချင်တဲ့စိတ်ရှိလို့ရှိရင်ဒီထက်ကလူကထွက်ကိုထွက်တယ်ကျမပြောချင်တာအခုကလူကြီးပဲလာလို့ဘယ်မှအစ်မပြေဘူးစက်ပစ္စည်းလည်းဘာမှပါမလားဒါပေမဲ့အခုဒီမနေ့ရောက်လာတယ်ရန်ကုန်ဖွဲ့ရဆိုတာဒါပေမဲ့ဒီနေ့2ရက်ကျော်သွားပြီငလင်လောက်တာ12နာရီ45လောက်49လောက်ဖြစ်မယ်အခုဆိုရင်2ရက်တိတိကိုကြော်သွားပြီနှစ်နှစ်နဲ့9လကလေးဒီထဲမှာဘလို့နေမလဲစဉ်းစားကြည့်အဓိကအောက်ဆီဂျင်ပြတ်မယ်ရေပြတ်မယ်ဘယ်လောက်ထိနေရမလဲစဉ်းစားကြည့်ဒါပေမဲ့အခုတော့လှုပ်ပေးနေပါလှုပ်ပေးပဲဆိုတော့ကျမပြောတာအချိန်မနှောင်းငယ်ကိစ္စမရှိဘူးကျမသမီးလေးအချိန်နှောင်းသွားခဲ့ပြီဆိုကျမမပြေစံကျမဒီသမီး2ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ဘူးကျမအမျိုးသားလည်းအထဲထဲမှာကျမလုံးစေခြင်းနဲ့အကုန်လုံးလည်းကျမဆိုအမြဲတမ်းလိုက်မေးတယ်ငါဘာလုပ်ပေးရမလဲငါဘာလုပ်ပေးရမလဲအမြဲလိုက်မှလည်းခလေးတန်တွေကြားတယ်လို့ပြောတာပဲသူတို့ဘေးမှာလည်းလူတွေရှိတယ်တဲ့ဒါပေမဲ့သူတို့မမြင်အောင်မှောင်နေတယ်တဲ့ပြီးတော့အတန်တွေလည်းကြားရတယ်မကြားရတာမဟုတ်ရှိတယ်ရှိရသားနဲ့ကျမပြောချင်အသက်ရှင်တာတိရသားနဲ့မလုပ်ပေးသေးတော့ကျမပြောချင်တာတချို့ရတယ်ဘာမှမမြင်ရမသိရလို့ဆိုတာဒါကလက်ခံတယ်အခုကရှိသေးတယ်အထဲထဲမှာဦးလေးရောကဲပေးကြပါတောင်းပါရဲအဖွားဒီမှာသွေးနေဘောတော့ကဲပေးကြပါတောင်းပါကမီးလေးအရှိတိုးလို့မရကျေဟာရပါ